Eri piesi usa poma paisai muye kudo poma paisai muye di paisai mu naku ujino shin biro tuide pun lo lek. Yo ayin piesi usa poma paisai mu ga deke paisai mu lo daw maso nai mu lo pyo ha me. Ba blo dong so do akha edat nya la phit de atwe yaw. Ba blo le do akha edat nga balaw dong lo me yin alon song tabawa po. Tabawa lo pyo lai do ujino ye nyan de ga tait pi do ma thet de kha ja do tabawa ko acha jiခိုင်မာကြီးလို့အကြီးကြီးခန့်ခန့်နာနာကြီးလို့ထင်နေမှလဲဆိုရသေးတယ်တဘဝဆိုတာကဘလောက်ကြာကြာနေရလိမ့်မယ်လို့ဘလို့လူမျိုးပုံမှာတိကျတဲ့ကာလတတ်မှတ်ချက်ပေးလို့မရအောင်ရသလားမရဘူးနော်ဘလို့လူမျိုးပုံမှာဘလောက်ကြာကြာနေရလိမ့်မယ်လို့တိကျတဲ့ကာလတတ်မှတ်ချက်ပေးလို့မရအောင်အချိန်မရွေးပျက်စီးနိုင်တာပေါ့အဲ့ဒါလို့ဆိုရင်ပိုင်ဆိုင်မှုကလည်းပဲဘလောက်ကြာကြာပိုင်ဆိုင်ခွင့်ရလိမ့်မယ်လို့တိကျတဲ့ကာလတတ်မှတ်ချက်ကိုပေးလို့မရအောင်ဘောအခဏပြစ်ပြီဆိုတာနဲ့ပိုင်ဆိုင်မှုကလည်းပြီးသွားတာပဲဒါကိုကျတို့နားလည်ဖို့လိုတယ်နော်ဘောပြက်တာနဲ့စီးပွားပြက်တာနဲ့အတူတူပဲဆိုတာကိုနားလည်ဖို့လိုတယ်သေပြီဆိုတာနဲ့ကိုပိုင်ဥစ္စာပစ္စည်းတွေကကိုနဲ့ဘာမှမဆိုင်တော့ဘူးပိုင်ရှင်ပြောင်းသွားပြီပေါ့နော်ဆိုကြပါစို့မပြောကောင်းမဆိုကောင်းတရားဓမ္မတို့ဦးဇင်းတို့တွေနောက်နှစ်သေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုအဝဝတည်ဒီနှစ်တစ်နှစ်ပြီးတာနဲ့ပြီးသွားပြီကိုနဲ့ဘာမှမဆိုင်တော့ဟုတ်တယ်မဟုတ်လားနောက်လာသေးမယ်ဆိုလို့ရှိရင်ဒီတလပြီးတာနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုဘဝသည်ကိုယ်နဲ့မှမဆိုင်တော့ဘူး။မနေ့ပြန်တကယ်လို့သေးမယ်ဆိုရင်ဒီနေ့တည့်ရပြီးတာနဲ့ကိုယ်ပိုင်ဆိုင်မှုဘဝသည်ကိုယ်နဲ့မှမဆိုင်တော့ဘူး။ဘာကိုဘာကြီးကိုပိုင်တယ်လို့ပဲပြောဘာတွေပဲဝစ်စားထားအကုန်ဖြုတ်ယူမှာနော်။ပိုင်ဆိုင်မှုရဲ့မရေရာမှုကိုနားလည်ဖို့လိုတယ်နော်။အလွန်ဆုံးပိုင်ဆိုင်မှပါလေတဘဝပဲ။ကံစိုးမိုးမောင်ကြတဲ့လူတွေဆိုရင်တဘဝတောင်ပြီးအောင်မပိုင်ဘူး။တချို့ငယ်ငယ်တုန်းကရှာဖွေသိမ်းဆည်းထားတဲ့ဥစ္စာပစ္စည်းလေးတွေအသက်ကြီးလာတော့လှူကျင်တန်းကျင်ကြတာလေးတွေရှိတယ်။သားသမီးတွေကသဘောမတူလို့ဆိုတော့မလှူရမတန်းရတဲ့လူတွေမရှိဘူးလား။နော်ဦးဇင်းတို့အရက်ဒေတာတော့ရှိတာပဲဒီဘက်လည်းရှိမှာပဲလို့ထင်တယ်နော်။ဒါပါလေ။ကိုတကယ်မပိုင်ဘူးဆိုတာကိုပြောနေတာ။ဟုတ်လား။အဲ့တော့အလွန်ဆုံးပိုင်ရင်ဥစ္စာပစ္စည်းဆိုတာဘလောက်ပဲပိုင်မလို့တဘဝပဲ။တဘဝဆိုတာလည်းဘလောက်ကြာနေရလိမ့်မယ်လို့တိကျတဲ့ကာလသတ်မှတ်ချက်ပေးလို့မရတဲ့အတွက်ကြောင့်ပိုင်ဆိုင်မှုကလည်းဘလောက်ကြာပိုင်ဆိုင်ခွင့်ရလိမ့်မယ်ဆိုတာကိုတိကျတဲ့ကာလသတ်မှတ်ချက်ပေးလို့မရဘူးဒီနေ့ကိုပစ္စည်းနောက်နေ့သူများပစ္စည်းဖြစ်သွားနိုင်တယ်အမြဲထာဝရပိုင်ဆိုင်ခွင့်မရှိဘူးနော်ဒါကြောင့်ကိုယ်ပိုင်ဥစ္စာပစ္စည်းစစ်လို့ပြောလို့မရအောင်ဆိုကြပါစို့ဥမာတစ်ခုအရင်ပြောမယ်လူတယောက်ကကိုယ့်ကိုပစ္စည်းတစ်ခုလာပေးတယ်မင်းဒီနေ့စိတ်တိုင်းကြသုံးဒါပေမဲ့နောက်နေ့ရောက်ရင်တော့ငါပြန်ပေးရမယ်လို့ပြောမယ်ဆိုရင်အဲ့ဒီလိုပစ္စည်းမျိုးကိုဘယ်လိုလူမျိုးကမှဒါငါဥစ္စာငါပစ္စည်းငါပိုင်လို့ပြောမယ်မထင်ပါဘူး။ဘာလို့တော့မနေ့ပြန်ကြရင်တေချာပေါက်ပြန်ပေးရမှာမဟုတ်လို့။ဟောဒါတော့နားလေတယ်နော်။သိရင်တေချာပေါက်ထားခဲ့ရမယ်ကိုယ်ပိုင်ဥစ္စာမဟုတ်တော့မယ့်အရာတွေကိုကြတော့ကိုယ်ပိုင်ပစ္စည်းလို့ရဲဝံ့ပြောလဲပြောရတယ်။ခိုင်ခိုင်မာမာထင်လဲထင်ထားတယ်။ဟုတ်တယ်မဟုတ်လား။ဒါကြောင့်ပိုင်ဆိုင်မှုရဲ့မတေချာမှုမရေရာမှုကိုဦးဇင်းတို့နားလည်ဖို့မလိုဘူးလား။ဒီနေ့ကိုပစ္စည်းဖြစ်နိုင်တယ်သို့တော့နောက်နေ့သူများပစ္စည်းဖြစ်သွားနိုင်တယ်။ပိုင်ရှင်အမြဲတမ်းပြောင်းနိုင်တယ်ဒီအကြောင်းအရာလေးကိုပြောတော့ဟိုတလောကကျောင်းကဦးဇင်းလေးကဘုံဘုံကိုတရင်လေးတစ်ခုပြောတယ်ဒီတရားလေးခဏခဏဟောပြတယ်ဒီတရားလေးဟောလို့ဒီနေရာရောက်တိုင်းအဲ့ဒီတရင်လေးကိုလည်းပြောပြတယ်ဟောတချို့လည်းပဲကြားဖို့ပြီးသားလည်းဖြစ်ချင်းဖြစ်ပဲတရုတ်ပြည်မှာတဲ့အလွန်ချမ်းသာတဲ့တတိကြီးတယောက်တည်သွားတော့ဒေါ်လာတွေ1.9 ဘီလီယံလောက်ကျန်ခဲ့တယ်တဲ့အမေရိကန်ဒေါ်လာ1 ဘီလီယံကိုတန်း1000ပေါ့နော်အမေရိကန်ဒေါ်လာတန်း2000ဒီပါဆိုတော့ဗမာငွေနဲ့တွက်မယ်ဆိုရင်တော့အရန်များတဲ့ပမာဏကြီးဖြစ်သွားမှာ1400လောက်နဲ့မြောက်အောင်ပေါ့ဟုတ်လားအဲ့ဒီတတိကြီးတည်သွားတဲ့အခါကျတော့တတိကတော်ကအင်္ဂါကားမောင်းတဲ့ဒရိုင်ဘာနဲ့ယူလိုက်တယ်တဲ့ဒရိုင်ဘာကနေချင်းညာချင်းမဖြစ်သွားတတိကြီးဖြစ်သွားပြီနော်အဲ့တော့အဲ့ဒရိုင်ဘာကပြောတယ်တဲ့ဘာပြောလဲဆိုတော့ဩငါထင်ခဲ့တာတစ်သက်လုံးငါကပဲတတိအတွက်အလုပ်လုပ်ပေးခဲ့ရတော့လို့ထင်ခဲ့တာတကယ်တော့တတိကငါအတွက်တစ်သက်လုံးအလုပ်လုပ်ပေးသွားတာကိုလို့ပြောတယ်အလွန်စဉ်းစားစရာကောင်းတဲ့စကားနော်ဒီစကားလေးကသူထင်မယ်ဆိုထင်စရာရှိတာပဲလေဒရိုင်ဘာဆိုတာတတိခိုင်းတာလောက်ရတာဟုတ်တယ်တတိအိမ်ကကျွန်တယောက်လို့ဆိုလို့မယ်ဆိုလို့ရတယ်တတိသွားခြင်းနဲ့လိုက်ပို့ရတယ်ဒါကြောင့်တစ်သက်လုံးသူကပဲတတိအတွက်လှုပ်လှုပ်ပေးခဲ့ရတယ်လို့ထင်မယ်ဆိုရင်ထင်စရာမရှိဘူးလားဒါပေမဲ့တကယ်အဖြေမှန်ကပွဲသိမ်းမှသိရတယ်နော်ဘယ်သူကဘယ်သူအတွက်တစ်သက်လုံးလှုပ်လှုပ်ပေးသွားတတိယဒရိုင်ဘာအတွက်တစ်သက်လုံးလှုပ်လှုပ်ပေးသွားတာဒါကြောင့်တခါတလေတချို့လူတွေကိုဘယ်သူအတွက်အလုံးလုံးနေတာလဲဆိုတာကိုတောင်တိတိကျကျသိခွင့်မရှိဘူးဒါကြောင့်ဦးဇင်းကတော့တခါလေကြံကြံမှန်မှန်စဉ်းစားကြည့်တယ်
လူလောကကြီးမှာဘာသာရေးလဲစိတ်မဝင်စားဘဝတန်တရားလေးလဲစိတ်မဝင်စားငြင်းငြင်းအေးနေရဖို့ခန္ဓာအကြောင်းသိဖို့လဲဘာစိတ်မှမဝင်စားလောဘဒေါသအမောဟတွေနဲ့ပဲအတင်းကာရောကိုယ်ယုံပြီးတော့ရှားဖွေနေကြတဲ့လူတွေမရှိဘူးလားလောဘတကြီးရှားနေကြတာနော်စားချိန်မေးအိတ်ချိန်မေးရှားနေကြတာအဲ့လိုလူတွေကိုတွေ့ရတိုင်းစိတ်ထဲမှာအတွေးလေးတစ်ခုပေါ်တယ်တယောက်ယောက်တော့ကံကောင်းတော့မယ်နဲ့တူတယ်ဟုတ်လားအရန်စဉ်းစားတယ်ကောင်းတယ်နော်ဒါကြောင့်ပေးတဲ့ပေါင်းတော်မှာဥစ္စာပစ္စည်းဆိုတာခိုင်မာတဲ့ပိုင်ဆိုင်မှုမဟုတ်ဘူးဘဝကိုယ်ကစမခိုင်မာတဲ့အတွက်ကြောင့်ပိုင်ဆိုင်မှုမခိုင်မာဘူးဆိုတာအလုံးမသိကြတယ်သို့တော်လူတွေကဒီလောက်ရိုးရှင်းတဲ့ကိစ္စကိုမတွေးမိတော့မသိကြဘူးပေါ့တကယ်တမ်းကခိုင်မာတဲ့ပိုင်ဆိုင်မှုကိုယ်ပိုင်ဥစ္စာပစ္စည်းစစ်လို့ပြောကျင်တယ်ဆိုရင်ကုသိုလ်ကောင်းမှုတစ်ခုပဲရှိတယ်ကုသိုလ်ကောင်းမှုကတော့တကယ်ပိုင်တယ်နော်မသေးခင်မှာလည်းတကယ်ပိုင်တယ်သေးပြီးတဲ့နောက်မှာလည်းထားကြကြမလို့မသေးခင်လည်းစဉ်းစားလိုက်တိုင်းတွေးလိုက်တိုင်းကြည်နူးရတယ်နှစ်သက်ရတယ်ဝမ်းသာရတယ်ကိုလှုပ်ထားတာပဲလေဟုတ်တယ်မဟုတ်လားဒါလေးကိုပြောနေတာ